လက်ဆောင်အခုတော့မောင်တဲ့တနေရာစိုးနေခါသွားကျိတ်မိခံစားဝေဒနာလေးတွေနဲ့မဖြစ်တော့ဖြေစရာကိုတဲ့အဖို့လည်းမရှိပါ